အေးဒါဆိုလဲငါတို့ပြန်ကြမယ်သတိဝိရိယနဲ့တော့နေပေါ့ကွာငါတို့စိတ်ချမယ်နော်သွားပြီတကယ်ကြီးပြောရင်နဲ့တလန်းရင်ထွက်ခွာသွားတဲ့ဖောင်ရင်းចောင်းသားတွေနဲ့သူ့တကယ်ချင်း၃ယောက်ကြောပြင်ကိုကြည်ရင်အမျိုးမကြီးမသိဟာတာတစ်မျိုးကြီးခံစားလိုက်ရတယ်တစ်ဆက်တည်းမှာပဲထွေရလေးပါသိပ်တွေးမနေတော့ပဲအသားစိမ်းများကိုလျှော့ကျိုးနေနဲ့ပြန်သည်ချိတ်ဖို့အတွက်အပင်အိုကြီးနားကိုသွားတပြေးပြေးကတ်သွားလိုက်တယ်သူ့အဖော်တွေတိတ်အဝေးကိုမရောက်ခင်အသားစိမ်းတွေချိတ်ပြီးမှဖြစ်မယ်တတိကိုတင်းထားပြီးမဲ့လို့စိတ်ထဲတော့ထင်နေတာအမှန်ကိုလိန်လို့မရဇွတ်ကိုလိန်နေမိတယ်ငါမကြောက်ဘူးကွအပင်အိုကြီးပင်စီနားလဲရောက်ရောသူ့တငယ်ချင်းတွေကိုမြင်အောင်မလားလို့ပြန်လှည့်ကြည့်တယ်တော်တော်ဝေးကိုရောက်သွားကြပြီဒါလောက်လာမင်းကထိန်ထိန်သားနေတဲ့လာရောက်အောင်မှတော့မမြင်ရတော့ဘူးခြေလောင်နဲ့စကားပြောစံနေတဲလေးရလဲမကြားရတော့ဘူးအိုးဘာဖြစ်ကွာဒါငါရွေးချယ်တဲ့လမ်းပဲလှုပ်เสียရှိတာလှုပ်အိတ်เสียရှိတာအိတ်ကဲရော့ချိတ်เสียရှိတာချိတ်မင်းတို့လည်းစားเสียရှိတာစားမစားရင်လည်းနေပင်စီကြီးကထိုးထွက်နေတဲ့အကိုင်းပေါ်အမဲသားတွေကိုချိတ်ရဲစစ်တီမီလေးချွန်းငပြောပြတွေခုနကပြစ်ချထားတဲ့နေရာကိုသွားနိုင်တဲ့လောက်ကိုဆွဲအပင်ကြီးရှိအနေငယ်ကွက်လိုက်ရှိရမြေပေါ်မှာထူလေးဖြန့်ခင်းဓာတ်ရှိကိုလက်ကမလှုပ်တန်းကိုင်းငပြောပြပုံကြီးပေါ်မှာငုတ်တုတ်ထိုင်းပြီးအပင်ကြီးကိုငေးပြီးကြည့်နေတယ်တော်ကြာထိုင်ကြည့်နေမိခြင်းကြောင့်ခါညောင်းသလိုအိတ်ချင်သလိုရှိတာနဲ့တစ်ချက်မီးကနေဖြစ်သွားတယ်ငါအိတ်လိုက်ရင်ကောင်းမလားဒါမှမဟုတ်ထိုင်နေအန်ရကင်းမလားဝေခွဲမရတော့ဘူးတော့ကြာငါအိတ်လိုက်တော့မှအစုံတစ်ခုကငါ့ကိုအန်ရပြုတ်မှဖြင့်ဒုက္ခမီးပုံကလည်းမဖိုးရဲဖို့လည်းမတွေးမိတော့မင်းချစ်ကလည်းပါမလားလာပညာလင်းသမှုဓမီကလည်းကြံခဲ့လက်ထဲအားရှိစရာဆိုလို့ဓာတ်ရှိတစ်ချောင်းရဲ့နာရီတစ်လုံးရဲ့ဒါပဲပါတယ်တခုခုဆိုအဖော်ပေါင်းကလည်းမရှိဟိုးငါဘာလို့စိတ်ငယ်စိတ်တွေးမိနေတာလဲငါကြောက်နေပြီလားဟိုကောင်ပြောသလိုလူဆိုတာကြောက်စိတ်ရှိတဲ့စမြဲပဲတဲ့အဲ့ဒါဟုတ်နေလားတော်ပြီကွာဘာပဲဖြစ်ဖြစ်အခုလိုတောင်းတောင်းအီတွေထိုင်တွေးနေမယ်စားအိတ်လိုက်တာပဲပူကောင်းတယ်အိတ်ပြီကွာသူဒီလိုတွေးရင်ငပြောရွက်အထက်လိုက်ကြီးချတယ်တိုးဝင်ကအိတ်လိုက်တော့တယ်ဘလောက်ကြာအိတ်ကျော်သွားတယ်မသိလိုက်ပဲတော်ခွေတအုပ်အဒီကထအူလိုက်တဲ့အတန်ကြောင့်ရုတ်တရက်လန့်လို့သွားတယ်လာရောက်နေနိုင်လို့ကြည့်လိုက်တော့ညက10နာရီခွဲငါခုနကစားအိတ်တော့10နာရီနဲ့မိနစ်20ပါဒါဆို10မိနစ်ပဲရှိသေးတာပေါ့ဟာဒီညအချိန်ကုန်တော့နှေးလိုက်တာကွာခါလိုက်ငါအိတ်လိုက်ရင်ဘာတမ်းမှမကြပဲမနဲ့မှလို့တာအခုဘယ်လို